ပွဲတစ်ခုကိုပထမဆုံးချိန်တက်ရောက်လာတဲ့အမျိုးသမီးတစ်ယောက်ရဲ့ထူးခြားတဲ့အလှကဧည့်သည်အားလုံးရဲ့အာရုံကိုဖန်ဆားထားပါတယ်။သူမရဲ့အလှဟာညီမဖြစ်သူရဲ့စစ်ဆက်ထားသူကိုတောင်ငေးမောစေခဲ့တဲ့အထိပါပဲ။ဒါဟာမနာလိုစိတ်ကြီးရဲ့ညီမဖြစ်သူအတွက်တော့တီးခံနိုင်စရာမဟုတ်ခဲ့ပါဘူး။ဒီလိုနဲ့ညီမဖြစ်သူဘက်ကနေအမြဲရက်တည်ပြီးတဲ့မိခင်ဖြစ်သူကလူပုံအလဲမှာပဲသူမကိုအဝတ်အစားဟော့တယ်လို့ဆွဆွဲပြီးအဆက်ခွဲပါတော့တယ်။ဒါတင်မကားသေးပါဘူး။သူမပြီးတဲ့လက်ဆောင်ကိုတန်ဖိုးမရှိဘူးဆိုပြီးလူကြားထဲမှာပဲပါးရိုက်ကအိမ်ကနေနှင်းထုတ်ခဲ့ပါတယ်။အနိုင်ကျင့်ခံရတဲ့ဗီဒီယိုဖိုင်ဟာသူမရဲ့ခမင်းဖြစ်သူတထေးကြီးစီကိုရောက်သွားတဲ့အခါမှာတော့အခြေအနေတွေကပြောင်းလဲသွားပါပြီ။ခမင်းဖြစ်သူဟာအရေးကြီးတဲ့အစည်းအဝေးကိုတောင်ရပ်တန့်ပြီးသူ့ဇနီးအတွက်ချက်ချင်းပြန်လာခဲ့ပါတယ်။တကယ်တော့သူမဟာငယ်စဉ်ကလေးကမိဘတွေနဲ့ကွဲကွာခဲ့ရပြီးအရွယ်ရောက်မှပြန်တွေ့ခဲ့တာပါ။ဒါပေမဲ့မိဘရင်းတွေကသူမကိုညီမဖြစ်သူရဲ့ကိုဆောင်အတင်းနဲ့မှလက်ထပ်ခိုင်းခဲ့ပါတယ်။သူမကလည်းသူမကိုပြုစုဖြိုးထောင်ပေးခဲ့တဲ့မွေးစားမိခင်ရဲ့စေကူတာစီရဲ့အတွက်ဒီလက်ထပ်ပွဲကိုခါးစည်းခံခဲ့ရတာပါ။နဲ့သူမရဲ့ခမင်းကတော့သူမကိုအင်မတန်ချစ်ညံ့လို့သူပါ။သူ့ဇနီးကိုပါးရိုက်ခဲ့တဲ့ရောက်ခမအိမ်ကိုသွားပြီးလူပုံအလဲမှာတောင်းကန်ဖို့ပြက်တသားတောင်းဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့သူမဟာသူမအပေါ်မကောင်းခဲ့တဲ့မိသားစုကိုလုံးဝခွင့်မလွတ်တော့ပဲထိုက်တန်တဲ့တုံ့ပြန်မှုတွေနဲ့အတူသူမရဲ့ဘဝသစ်ကိုရှေ့ဆက်သွားပါတော့တယ်